အသက်ကြီးလာတာနဲ့မျှစိတ်တူကိုယ်တူပေါင်းနိုင်သိနိုင်တဲ့တငယ်ချင်းမိတ်ဆွေဆိုတာတပြေးပြေးချင်းနေပါသွားတယ်ဆိုတာပါပဲလူလက်ပိုင်းရောက်လာတဲ့ခါမှာတချို့ကိုလေကိုကမကြိုက်လို့ဆက်မပေါင်းပြစ်တော့တချို့ကကိုယ်သဘောမကျလို့ထပ်ပြီးတော့လာမပေါင်းကြတော့တချို့ကြတော့လေသူ့ဘက်ကိုယ့်ဘက်နှစ်ဘက်စလုံးကအမြင်မတူလို့ခက်တန်းတန်းဖြစ်သွားကြတချို့တွေကြတော့လေကိုယ်ရှိကြချိုပြပွေရာကြအပုတ်ချကြတယ်တချို့တွေကလည်းမေးထူးခေါ်ပြောတချို့တွေကတော့အလုပ်သဘောတချို့တွေကလည်းဘာသတင်းမှမကြားတော့ပဲအစနာပြောက်သွားကြလူတွေနည်းနည်းသွားကြတာသတိထားမိတာပေါ့ဘဝရဲ့သင်ခန်းစာတွေကြောင့်ဘသူကပဲအပေါ်ယံပဲပေါင်းလို့ရမယ်ဘသူကကြတော့အတွင်းကြပေါင်းလို့ရမယ်ဆိုတာသိလာလို့လည်းဖြစ်မယ်ထင်ဘာလို့မှဖုံးကွယ်ကြမလို့ပဲနဲ့သူ့အကြောင်းကိုကိုကအကုန်သိကို့အကြောင်းကိုလည်းသူကအကုန်သိတွေးလိုက်ရင်ပျော်သွားတဲ့သူဖုံးပြောလိုက်ရင်ရင်ထဲပေါ့သွားတဲ့သူဆိုတော့အဲ့ဒါကြီးကတော့တော်တော်ရှားသွားတယ်10ယောက်မပြည့်ကျင်တော့တာရေးနာရေးမသွားပြည့်မသွားမဖြစ်လေသွားမယ်သူအရေးကြောင်းဆိုရင်ပထမဦးဆုံးဖုံးဆက်တိုင်မင်ရမယ်သူတခုခုအတွက်လည်းအမြဲတမ်း ready ဖြစ်မဲ့သူဆိုတာကတော့ပို့ပြီးတော့ရှားသွားတယ်အရေးကြောင်းဆိုရင်အကြောင်းမျိုးမျိုးပြရှောင်တတ်တဲ့သူတွေလိုမှလာပြီးတော့မလိုရင်တော့ပျောက်နေတတ်တဲ့သူတွေရောက်ယူခြင်းတွေသာအမြဲရှိပြီးတော့ဘာတစ်ခုမှပေးဘူးတာမရှိတဲ့သူတွေနောက်ကျောကိုဓာတ်နဲ့ထိုးဖို့စောင့်နေတဲ့သူတွေကိုလဲကြမှာကိုစောင့်နေတဲ့သူတွေကိုအစဉ်ပြေမှာကိုပျော်ရွှင်တာကိုမလိုချင်မမြင်ချင်တဲ့သူတွေရှိနေမှန်းတဖြည်းဖြည်းချင်းသိလာတော့လဲသူတို့နားကနေအသာလေးထွက်လာလိုက်အပြုံးလေးနဲ့လမ်းခွဲခဲ့တယ်တချို့ကြတော့လဲအမုန်းနဲ့လမ်းခွဲခဲ့တာလည်းရှိတာတချို့ကလည်းသူတို့လက်ပြသူတို့မလုံလို့လဲကိုဘေးကနေခွာသွားတယ်အသက်ကြီးလာတော့လူများပြီးပွဲမစီတဲ့ဘဝကိုစိတ်ကုန်လာတာလည်းပါတယ်အည်သွေးရှိတဲ့သူအနှဲငယ်ကိုချစ်တဲ့သူကိုကလည်းချစ်တဲ့သူတွေနဲ့ဘဝကိုတသက်ရရနဲ့အေးအေးဆေးဆေးနဲ့တိတ်တိတ်ဆိတ်ဆိတ်လေးနေရတာကိုပို့ပြီးတော့သဘောကျတာစီးပွားရေးရလူမှုရေးရလူအစ်စ်တွေနဲ့ထပ်ထပ်ပြီးတော့ဆက်ဆံနေရပါမယ်ကိုယ်စိတ်ထဲယုံကြည်ရတဲ့လူသစ်ဆိုတာတစ်နှစ်နေလို့တယောက်တောင်ထပ်မတိုးတော့ကောက်ကျင်လုံးနဲ့မြေခွေးတွေကြားမှာကိုယ်နားမှာရှိတဲ့သိုးတွေကိုပို့ပြီးတော့တန်ဖိုးထားလာမိလူအများကြီးနဲ့လူမှုရေးကောင်းတယ်ထင်ရပါမယ်တကယ်အရေးဆိုကိုယ်အနာကြံခဲ့တဲ့လူဆိုတာကတော့9ယောက်ပြင်မပို့ဘူးဆိုတာကိုဘဝသင်ကြားပြီးတော့လေမိတ်ဆွေစိတ်ဟာဘာလဲဆိုတာသိလာတယ်